American နဲ့ Iran နဲ့ကတော့စစ်အကြီးကျယ်စဖြစ်နေပါပြီ။ Iran နိုင်ငံရဲ့ကောင်းငင်မှာလည်းဒုံးကြီးတွေတောက်လျှောက်ကိုဝဲပြန်နေပြီးတော့ပောက်ကွဲမှုတွေလည်းစက်တိုက်ဖြစ်နေတာပါ။ Israel ဘက်ကလည်းဒါ American နိုင်ငံနဲ့အတူတကွဒါ Iran နိုင်ငံကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။ Iran နိုင်ငံဒုံးခွင်းစနစ်တွေကတချို့ဟာတွေကိုလည်းဟန်တားနိုင်တယ်လို့တချို့ဟာတွေကိုလည်းခံတားနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ Iran နိုင်ငံရဲ့ခေါင်းဆောင်ကြီးအယာတိုလာအလီခါမယ်နီရဲ့ရုံးခန်းသားကြီးကိုပောက်ကွဲမှုတွေကဖြစ်ပွားနေတာပါဆိုတော့ပြီးခဲ့တဲ့ရက်တွေကနေပြီးတော့ American နိုင်ငံကဗျာမြန်မာလူဆိုတော့ရာဇသံပို့ထားတာပေါ့နော်ငါတို့မင်းတို့တောင်းဆိုချက်တွေကိုမင်းတို့လိုက်ရောမှာလားဒါမှမဟုတ်လို့ရှိရင်မင်းတို့တိုက်ရမှာလားဆိုတဲ့ပုံစံမျိုးနဲ့ American တောင်းဆိုထားပါ American အဓိကတောင်းဆိုထားတာမင်းတို့ nuclear စီမံကိန်းတွေအကုန်ဖျက်ပေးရမယ် nuclear စက်ရုံတွေအကုန်ပိတ်ရမယ်မပိတ်လို့ရှိရင်မင်းတို့ငါတိုက်မယ်ဆိုပြီးတော့ဒီ Hormuz ရေလက်ကြားမှာ American နိုင်ငံရဲ့လေယာဉ်တင်သင်္ဘောတွေကိုတောက်လျှောက်ပို့ထားတာဖြစ်ပါတယ်ဒါပေမဲ့ယာတိုလာအလီခါမယ်နီကသူ့ကိုဆက်ခံမဲ့သူတွေရွေးချယ်တယ်စစ်ရေးရပြင်ဆင်တယ်နောက်ပြီးတော့ဒီ American ရဲ့လေယာဉ်တင်သင်္ဘောတွေဟာနှိမ့်မြုပ်နိုင်လို့မရနိုင်တဲ့အရာတွေမဟုတ်ဘူးဆိုပြောလိုက်တာပေါ့နော်အဓိကတော့မင်းတို့ရဲ့ဒီလေယာဉ်တင်သင်္ဘောတွေနဲ့သင်္ဘောတွေကိုလည်းငါတို့ကဒီဒုံးကျည်နဲ့ပစ်လို့ပြီးတိုက်ခိုက်မယ်ဆိုတာမျိုးပြောတာပေါ့နော်ဒါပေမဲ့အခုအလစ်ငိုက် Israel ကနေပြီးတော့စပြီးတော့တီးပလိုက်တယ်ပေါ့နော်နောက်ပြီးတော့ American ကလည်းဝင်လာတဲ့အတွက်ကြောင့်မို့လို့ Israel ကတော့လွယ်မှာ Iran တို့ကတော့လွယ်မှာမဟုတ်ဘူးပေါ့နော်ပြီးတော့ Iran နိုင်ငံလည်း Israel ကိုတော်တော်လေးကိုချီးမုန်းသိမ်းမုန်းနေတာပေါ့နော်ကဘာပေါ်ကနေပြီးတော့ Israel မြေပုံပျောက်သွားအောင်လုပ်ပစ်မယ်ဆိုပြီးတော့ကြွကြော်ထားတာဖြစ်ပါတယ်ဒီလိုလူမျိုးတွေလက်ထဲဟိုဒါတဲ့nuclear လက်နက်ရောက်သွားမယ်ဆိုလို့ရှိရင်မတွန်းစရာပဲဆိုပြီးတော့ American သမ္မတ Donald Trump ကလွန်ခဲ့တဲ့နိုင်ဝက်လောက်ကနေပြီးတော့မိန်ကွန်းပြောထားတာရှိပါတယ်ကဘာပေါ်ကနေပြီးတော့မှဒီ Islamic region လို့ခေါ်တဲ့အယာတိုလာအလီခါမယ်နီခေါင်းဆောင်တဲ့ Islamic ဒီအာဏာရှင်အဖွဲ့ကိုဖယ်ရှားပစ်မယ်ဆိုတဲ့အကြောင်းပြောပါတယ်1948ခုနှစ်ကတည်းကနေပြီးတော့ Iran နိုင်ငံကိုဒီ Islamic region ပေါ့ Islamic အစိုးရအဖွဲ့ကနေပြီးတော့အုပ်ချုပ်လာတာဖြစ်ပါတယ်Iran နိုင်ငံရှားဘရင်ကိုသူကဖယ်ရှားပြီးတော့48နှစ်ဒါ Sharia law နဲ့အုပ်ချုပ်လာတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တွေကနေပြီးဒီIran နိုင်ငံလမ်းပေါ်မှာလူကြီးသိန်းနဲ့ချီဆန္ဒပြပြီးတော့ဒါစုပူအောင်ကြွားမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်ပြောချင်တာကပြည်သူလူထုကဒီလက်ရှိမှာ Iran နိုင်ငံရဲ့အစိုးရကိုမကြိုက်ဘူးမနှစ်သက်ဘူးတချို့ပလီကိုလည်းမီးရှို့တာတော့ဝင်ဖြက်စီးတာတော့လုပ်နေတာပေါ့ပြောချင်တာကအမျိုးသမီးတွေကိုဘောရကာမဖြစ်မနေခြုံရမှာမျိုးတွေအမျိုးသမီးတွေကိုဒါပညာသင်ခွင့်တွေပိတ်ပင်တာမျိုးတွေကားမောင်းခွင့်ပိတ်ပင်တာမျိုးတွေအစရှိပြီးပိတ်ပင်မှုများစွာကိုဒါ Iran နိုင်ငံကလူတွေကပါရှန်တွေကမခံစားနိုင်တော့တဲ့အတွက်ကြောင့်မလို့ခုလိုမျိုးပောက်ကွဲထွက်လာတဲ့အချိန်မျိုးမှာချိန်ကြိုက်ပဲ American နဲ့ Israel နဲ့ကအချိန်ကောင်းကောင်းအခွင့်ကောင်းဆောင်းယူပြီးတော့ပြုလုပ်ခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်းဒါ Iran နိုင်ငံရဲ့တတိကအရေးကြီးတဲ့နေရာပြစ်မှတ်တွေကို American နိုင်ငံပုံကျဲခဲ့ပြီးဖြစ်ပါတယ်။ nuclear တပ်ပေါင်းဖို့ရှိတယ်လို့ယူဆလို့ရတဲ့နေရာတွေကိုလေပုံကျဲခဲ့ပြီးသားဖြစ်ပါတယ်။ပြီးတော့လည်းဒီ Damascus မှာလာတဲ့Iran ဗိုလ်ချုပ်ကြီးဆိုလမန်နီကိုလည်းဒုံးကျည်နဲ့ပစ်လွတ်ပြီးတော့တိုက်ခိုက်ခဲ့တာမျိုးလည်းရှိပါတယ်။ဒါအဲ့လိုမျိုးတော့ဖြစ်နေကြပါပြီ။ခုလိုမျိုးစစ်ဖြစ်လိမ့်မယ်လို့ကဘာကြီးကဒါမမျှော်လင့်ထားဘူးပေါ့နော်။ဖြစ်မလားမဖြစ်ဘူးလား။အဲ့လိုဖြစ်မယ်လို့ပြောပြီးတော့ဖြစ်ခဲ့တာလည်းအချိန်နဲ့အများတယ်လေ။အခုတော့ဒါတရားဝင်စစ်ဖြစ်တော့ပါပြီစစ်ဖြစ်ပေါ်တဲ့နောက်မှာကဘာရဲ့ရေနံဈေးရွှေဈေးတွေဟာလည်းတက်လာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်